Manchester City vs AFC ဘုံမောက် Premier League ပွဲစဉ်ပွဲကြိုသုံးသက်ချက်ဖြစ်ပါတယ်ဗျာ။နောက်ဒီမိနစ်မှာကြိုဆိုပါရဗျာကျွန်တော်နိုင်ဒီပါ။ကျွန်တော်ဒီနေ့တနင်္ဂနွေနေ့မှာကတော့ဒါ Manchester City နဲ့ AFC ဘုံမောက်တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ညီကိုတော့ပွဲကြိုသုံးသက်ချက်လေးလုပ်ပေးသွားမှာဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာကကျွန်တော်ဒါ Liverpool နဲ့ Newcastle ပွဲစဉ်တော့ကျွန်တော်ထပ်ပြီးတော့ပွဲကြိုသုံးသက်ချက်လုပ်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒါပွဲကြိုသုံးသက်ချက်လေးတွေမစခင်မှာကျွန်တော်ရဲ့ဒီအကောင့်လေးကို like and follow လုပ်ပေးကျွန်တော်ဒီနေ့ပြန်မိတာရက်ခံလိုက်ပါတယ်။ကျွန်တော်စပြီးတော့သုံးသက်လိုက်ရအောင်ပါ။ဘုံမောက်ကတော့ကျွန်တော်ဒါ live တွေလုပ်ခဲ့တဲ့အချိန်မှာကျွန်တော်ပြောခဲ့တဲ့ဒီအရင်ကညှိုးဆိုခဲ့တဲ့အသင်းထဲမှာပါတယ်ပေါ့နော်ဆိုတော့လက်တွေ့မှာဘာတွေဖြစ်လာမလဲဆိုတော့ဒီနေ့မှာကျွန်တော်ဒါ Manchester City နဲ့စတင်ပြီးတော့အစမ်းသက်ခံရမယ်ဆိုတဲ့အခြေအနေတစ်ခုမှာရှိပါတယ်အဲ့တော့ City အိမ်ကွင်းမှာကန်ရမယ်ဖြစ်တဲ့အတွက်ဘုံမောက်အနေနဲ့လက်ကူတဲ့ result တစ်ခုတော့ဖြစ်လာမှာတော့မဟုတ်ဘူးအဲ့တော့ဒီရာသီမှာဘုံမောက်ကိုကျွန်တော်ဘာကြောင့်ညှိုးရတယ်လဲဆိုလို့ရှိရင်ကျွန်တော်ဒီ club friendly ပွဲတွေတော်တော်များများကြည့်တဲ့အချိန်မှာဘုံမောက်ရဲ့ type 6ကိုတော်တော်လေးသဘောကျတယ်ဗျ type 6ကလည်းသဘောကျရင်လည်းကြားကျင်စရာပဲ Evanescence ရှိမယ် Tavernier Kluivert Ryan ဒါတော့မှ Krupi ဆိုတဲ့ကစားသမားတွေကျန်နေသေးတယ်အဲ့တော့ဘုံမောက်ရဲ့တိုက်စစ်ကတော်တော်လေးကိုမှရွေးချယ်စရာများတယ်ဒါပေမဲ့တစ်ချက်ဘုံမောက်ကိုစိုးရင်စရာရှိတာကသူတို့ရဲ့ဒီစန္ဒဘက်နေရာမတီမငြိမ်ဖြစ်မှုပါအဲ့တော့ဇပန်ကြီးထွက်သွားပြီးတဲ့နောက်ပိုင်းတွေကစန္ဒဘက်ကိုကောင်းကောင်းကြီးဖြည့်တင်းမှုတော့မလုပ်ထားဘူးသူ့အမြဲသူတို့ရဲ့အဲ့ဒီနောက်တန်းဂတ်ကိုပြန်ပြီးတော့ထိန်းနေတဲ့ကစားသမားတွေကကြတော့ဒါ defensive midfielder နဲ့ရှေ့တန်းကစားသမားတွေလို့ဆိုလို့ရတယ်အဲ့တော့ဘုံမောက်ကအသင်းလက်အသင်းတော့ဆိုလို့ရှိရင်တော်တော်လေးကိုမှ short တွက်ထားလို့မရတဲ့အသင်းလို့ဆိုလို့ရတယ်ပြီးရင်သူတို့ရဲ့အဓိကကစားသမားတော်တော်များများရှေ့တန်းကစားသမားတော်တော်များများကိုလည်းဒီရာဒီမှာဘယ်အသင်းကိုမှရောင်းချထားခြင်းလက်ရှိချိန်ထိမရှိသေးဘူးအဲ့တော့သူတို့တွေနဲ့အိုရောက်ဝင်တနေရောက်မှာ conference လီလာယူပါလီလာမျှော်မှန်းပိုင်ခွင့်သူတို့ရဲ့ဒီလူစင်းနဲ့လက်ရှိအနေထားနဲ့ဆိုလို့ရှိရင်ကစားပုံတွေဆိုရှိတယ်ပြီးတော့နောက်တစ်ချက်ကဘာလဲဆိုတော့ဘုံမောက်ရဲ့ကစားပုံမှာ high pressing အရန်ဆော့တဲ့အခြေအနေတစ်ခုရှိတယ်ဗျ high pressing အရန်ဆော့တယ် power play အရန်ဆော့တယ်အဲ့လိုပုံစံမျိုးမှာ Manchester City ရဲ့ဒီလက်ရှိဗီဒီမြင်ဖြစ်နေတဲ့စက်တယ်မချသေးတဲ့နောက်တန်းကဒီဘုံမောက်တိုက်စစ်ကိုတားဖို့အတွက်အစီအပြေပါမလားဆိုတော့အချက်တစ်ချက်ကတော့ Manchester City တို့ကစိုးရိမ်စရာကောင်းတယ်အဲ့တော့ City ဘက်ကိုကျွန်တော်သွားပြီးတော့ကြည့်လိုက်အောင်ပါ City ကဖက်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာဒီလက်ရှိနီးပြအသင်းနဲ့အစီအပြေဖြစ်ဖို့ရုန်းကန်နေရတော့မယ်ဆိုတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ Arsenal နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တွေ့ရတယ်ဒါပေမဲ့လည်းဒါကအသင်းကြီးရှင်းရှင်းတွေ့ရဖြစ်တဲ့တော့လည်းအရင်ကြီးသူတို့ရဲ့ခြေစွမ်းကမန်းဆဖို့တော့ခက်နေသေးတယ်အဲ့တော့အသင်းငယ်နဲ့တွေ့တဲ့အခါမျိုးမှာရောဒါသူတို့လုံးသိလုံးထိုက်တဲ့အလုပ်ကိုလုပ်သွားနိုင်မလားဆိုတာကိုတော့စောင့်ပြီးတော့ကြည့်ရမယ်ဒါပေမဲ့ Manchester City ဘုံမောက်ကသူတို့အတွက်လေကူတဲ့ပြိုင်ပွဲပြိုင်ပွဲအသင်းမဟုတ်တာကတော့ကျင်းဒီပေါက်ကိုမှပြောလို့ရတယ်အိမ်ဝင်းဖြစ်လင်ကစားဘုံမောက်ကိုသူတို့တွေလွယ်ကူနဲ့တော့နိုင်ပွဲတစ်ပွဲရရှိလိမ့်မယ်လို့ကျွန်တော်တော့မထင်ဘူးနောက်တစ်ချက်ကလက်ရှိဒီ Manchester City ရဲ့ကျွန်တော်အသင်းမှာကျွန်တော်ပုံမှန်ပြောနေကြပါတော့အသင်းကိုအသင်းအရန်ကောင်းပြီဆိုလို့ရှိရင်သူတို့ဘယ်နေရာတွေသွားပြီးကြည့်ရမလဲဆိုလို့ရှိရင် level right back ပြီးရင်အဓိကအရေးကြီးဆုံး defensive midfielder အဲ့တော့ Rodri ထွက်သွားပြီးနောက်ပိုင်းဟုတ်ပြီ okay Anderson နဲ့အစားထိုးတာတော့ဟုတ်ပြီအသင်းကစားနီးပြအသစ်လည်းဖြစ်တယ်ဗျာနီးပြအသစ်ကနေခေါ်ထားတဲ့ကစားသမားအသစ်ဒီကစားသမားအသစ်ကိုဒီနီးပြအသစ်ကောကနှစ်ယောက်စလုံးကအသင်းနဲ့ဒီအရန်ကြီးလိုက်ပတ်ညီဖို့စူးစမ်းနေရတဲ့ကာလတစ်ခုမှာဒီအသင်းကိုအရန်ကြီးမျှော်လင့်ထားတာအဲ့တော့ကျွန်တော်တော့မကောင်းဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့ City တို့အနေငယ်တော့ရုန်းကန်ရလိမ့်ဦးမယ်လို့မြင်မိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့သုံးသက်ချက်ကမှန်ချင်လဲမှန်မယ်မှားချင်လဲမှားပါလိမ့်မယ်ဒါတော့ပွဲယူသုံးသက်ချက်ဆန်းဆန်းပဲနားထောင်ဖို့ဒီနေ့လေးမေတ္တာရက်ခံပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရှိမှကျွန်တော်ပြောခဲ့သလိုပဲတကယ်လို့မှ power play တွေ high pressing တွေပြီးရင် tight set တွေအားတာတဲ့ဘုံမောက်ကိုတော့ကျွန်တော်ကပို့ပြီးတော့ကြိုက်တယ် City နိုင်သွားကောင်းနိုင်သွားလိမ့်မယ်တကိုးတက်ပပိုတဲ့ result မျိုးတွေဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အပြန်အလှန်အသင်းကိုရှိနေတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့အကြိုက်ဆုံးကိုပြောပါဆိုလို့ရှိရင်ဘုံမောက်ကိုဒီနေ့မှာရွေးချယ်ပေးခြင်းပြီးတော့ဂိုးပြမယ့်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်သုံးသပ်ပြပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်ကျွန်တော်တို့Newcastle Liverpoolပွဲစဉ်တွေအတူတူပြန်ပြီးလာပါအောင်မယ်ကျွန်တော်ဗီဒီယိုကြိုက်ရဆိုလို့ရှိရင် like and follow လေးကိုပေးပါဦး